ဒီမင်္ဂလာအောင်သာတရားစီတော်ဒီလိုပြန်ကြည့်ဓမ္မပညာဉာဏ်အောင်ဝဲခံပူဇော်မဲ့အတားဖြစ်ပါတယ်အဲကြောင့်ရှိတော်တရားဝဲမစားပြီးတရားတော်ရှင်ပြတ်စွာပြကိုယ်မြတ်ကြီးအရဟံဘဝဆုံးကိုယ်ဝါဆုံးကိုတော်တို့အာရုံပြုရှိခိုးမှဖြစ်ပြီးတော့အာလုံးတော်ဘုရားတကားဘုရားမှာအလို့တကားလုံးမှာအာလုံးတော်တရားတော်ပြင်သာပေါင်းသူတော်ကောင်းတို့တဲ့ကွာအထူးအဖြင့်ဒီနေ့မှာအချမ်းသာတရားဆောင်ဒီတော်ကြီးကိုစတင်ပြီးဥပ္ပစ္စည်းမင်္ဂလာဆောင်ရတဲ့အချိန်ကနေယနေ့တိုင်အောင်လူဒန်းထားတဲ့ဘုရားတကားဘုရားမှာလူတော်လူမအာလုံးတော်စသပြကိုတော့ပုဂ္ဂိုလ်ပေါင်းတို့ဒီလည်းပဲသူတို့ကကြွားရအောင်ပြီးတရားတော်ကိုနာကြားလို့ကြပါလို့ရှိပါသေးစားသာပြမတကပြုပါလေအာလုံးဘုရားသားမီးကာရမပေါင်းတို့ကိုမဆောင်ရတဲ့ကိုသောတော်မဆာ၍အောင်ချမ်းသာသာသနာကြီးဒီရတတိတိပတိတိကြကောင်းဆောင်ဆောင်ရတဲ့ကိုတော်လေးလည်းကတော့အမှားတို့နဲ့နဲ့ကောင်းတာပေါ့လေကွာအောင်မတို့အိမ်နဲ့နေမှာဆောင်ဆောင်တဲ့ကိစ္စများရက်ွက်ဆောင်တာမျိုးဆောင်တာတောဆောင်တာတောင်ဆောင်တာပြည်ပြည်ဆောင်တာတက်ပြည်ဆောင်တာကောင်းပြည်ဆောင်တာသာသနာ့သောကဘာသောကဘာတို့နဲ့နဲ့ကောင်းတာပေါ့လို့ကြားပြပါတော့ဘောတို့ကောင်းဒီနေ့မင်္ဂလာအောင်ချမ်းသာတရားရှိအောင်ဒီလိုချင်းနဲ့ဆက်တဲ့ပြတော့ပါရမီနဲ့ပဋ္ဌာန်းတဲ့တိုက်စိတ်ဓာတ်စိတ်လက်စိတ်ပုဂ္ဂိုလ်တော်တွေကွာရှင်မြတ်ကတပ္ပဝေဒအိဝေဒဆေဝေဒဝရဝေဒတောင်းတဲ့ဘောင်းတဲ့ရိယဝေဒရှင်ဘောရှင်တဲ့ကွာဘိုးတော်ဘွားတော်ပဲတော့ပေါင်းလို့ဒီကောင်းကိုယ်ပဲနေပဲတော့ပဲတောက်ပဲရေးပဲမြေပဲဒီကွာဒီအမတ်တွေဆက်ရတဲ့အာမကမြတ်တဲ့ပုဂ္ဂိုလ်ပေါင်းတို့ပါအတူတူကကြွားရပြီးတရားတော်ပြတာကောတော်တော်ပြီးဒီကွာလက်ဦးချီမိုးရဲ့နမောတတ္တသုံးရင်ရစ်ဆိုရဲ့ဘုရားရှိခိုးတော်ပြီးတရားပွဲစတင်ရပါလို့နမော